တဲ့အနေနဲ့အရေးပေါ်ငွေလိုတယ်ဆိုရင်ဒီရေတရာလေးလောက်ကြည့်ပါဒီနေ့ကအဘဆရာမင်းသိန်းခိုင်နီလန်းဖြစ်ပါတယ်ထူးဆန်းနေပေါ့နော်နည်းနည်းလေးရေကျင်စရာလည်းကောင်းပါတယ်ဘိန်းမုတ်သေးပန်ငွေဝင်လန်းဆိုပြီးတော့ပေးထားပါတယ်နာမည်ကတော့ဒီနာမည်ထဲမှာကိုလောရမယ်နီလန်းပါနေပြီးသားဖြစ်ပါတယ်ဘိန်းမုတ်ကိုသေးပန်ရမယ်ရေတရာဖြစ်ပါတယ်ဒီရေတရာကတော့ပေါ့နော်ပြောရရင်မိမိရဲ့အရေးပေါ်ငွေလိုတဲ့ကိစ္စပေါ့နော်တကယ်အရေးပေါ်လိုနေတဲ့ကိစ္စငွေချေးမရတာမျိုးတော့၎င်းတင်းနဲ့ကြတဲ့ဂျမ်းဖြစ်တာငွေဂျမ်းဖြစ်တာတော့၎င်းဒါမျိုးပေါ့နော်မျိုးစုံတစ်ခုခုတကယ်ကိုအရေးပေါ်ရက်ပိုင်းအတွင်းဒီလပဲဒီရက်ပိုင်းအတွင်းလိုငွေလိုအပ်နေပြီဆိုရင်ဒီရရမျိုးကိုလောက်ပါဒီရရကမိမိကိုအဲ့လိုကိုကြီးထောက်ပံ့ပေးမဲ့သူအဲ့လိုပတ်စံချင်းငားပေးမဲ့ဒါမျိုးပေါ့နော်ကနေရထောက်ပံ့နေနဲ့ပေါ်လာစေဖို့ရရမျိုးဖြစ်တယ်ပေါ့နော်မိမိရဲ့အခြေအနေကိုမိမိပဲသိမယ်အရေးပေါ်ပေါ့နော်ငွေကြေးကျမကြီးပဲဖြစ်ဖြစ်စီးပွားတစ်ခုခုငွေလိုပြီဆိုရင်လောက်ရမယ့်ရရမျိုးဖြစ်တယ်လွယ်တယ်ဘာလို့ရမလဲဆိုတော့နေ့တွေအချိန်ခါတွေမလိုဘူးဘယ်နေ့ဖြစ်ရမယ်ဘာလို့မလိုဘူးရတယ်မိမိတို့အဆင်ပြေတဲ့နေ့မိမိအရေးကြီးတဲ့နေ့မှာလောက်ပါဘိန်းမုံတစ်ချက်ဘိန်းမုံကဘာထောက်ဘက်မှလားဘာမှလားမဟုတ်ရတယ်ဘိန်းမုံဖြစ်ရင်ရပြီနော်ဘိန်းမုံတစ်ချက်ဝယ်ပါဘိန်းမုံတစ်ချက်ဝယ်ပြီးလမ်းဘေးမှာတီးနဲ့ပန်းရမှာဖြစ်ပါတယ်တခုတော့သတိထားစရာရှိတယ်ပေါ့နော်လမ်းဘေးမှာပန်းရမှာဖြစ်တဲ့အတွက်သူများရိုက်ခံရနိုင်တယ်ပေါ့နော်စီပင်တွေပါရထားမျိုးပေါ့နော်လိုင်းမော်တင်ခံရနိုင်တယ်တခုတော့သတိထားပေါ့နော်လူရှင်းတဲ့နေရာမျိုးလမ်းဘေးတနေရာလောက်မှာဘိန်းမုံကိုချပြီးရင်တေးပန်းပြီးမိမိရဲ့အခုလုံနေတဲ့အရေးပေါ်ငွေလျောကိစ္စကိုအလေးနဲ့ဆန္ဒပြုပြီးဆူတောင်းဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ဒါမျိုးလေးလုပ်ကြည့်ပေးပါနော်တကယ်ရေးပေါ်အားစိုက်ပြီးယုံကြည်နဲ့လုပ်ကြည့်ပေးပါဒါအဘဆရာမင်းသိန်းခါရဲ့နီလန်ဖြစ်ပါတယ်ထူးဆန်းနေပေါ့နော်ရေကျင်စရာလည်းကောင်းတယ်ဒါမှလည်းထိရောက်တယ်ဗျအဲအကြောင်းဒါလေးကိုကျွန်တော်တင်ပေးတာဖြစ်ပါတယ်နာမည်ကဘိန်းမုတ်သေးပန်ငွေဝင်လန်းဖြစ်ပါတယ်အဆင်ပြေပါစေ